အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့မှာပေါ့နော်ကျွန်တော် Man Bang Game ဆိုတဲ့ game ကိုကျွန်တော်ဆော့ပြပါမှလည်းဖြစ်ပါပေါ့နော်ကျွန်တော်ဒီ game ကတော့ကျွန်တော်စားရတာလည်းဖြစ်ပါတယ်ဒီ game ကလုံးဝ realistic ဖြစ်တယ်တော့ကျွန်တော်ကြားထားရပေါ့နော်အဲ့လိုမင်္ဂလာပါကျဲရခုံယူတဲ့ပြီးရင်နဲ့ခုံဒီပဲ tablet ကိုတဲ့နှိပ်ပြီးတော့ order ယူလိုက်ပါတယ်ဟုတ်ပြီကျွန်တော်စားမယ်ပေါ့နော်ကျွန်တော်ဘယ်နေရာမှာစားရင်ကောင်းမလဲဒီနားမှာစားလိုက်မယ်ကျွန်တော်ထူးထူးဆန်းဆန်းကျွန်တော်ထိုင်လို့မရဘူးဘာဖြစ်တာလဲအော်ဒီမှာရလိုင်းလက်နေတာဟုတ် 1 million zillion jillion dillion cotillion times later โอเคကျွန်တော်ခုဆိုတော့ဂိမ်းနဲ့ပြန်ရောက်လာပြီပေါ့နော်ခုနကတော့ line တစ်ချက်ကျသွားတယ်ဟုတ်ပြီကျွန်တော်မင်္ဂလာပါကျွန်တော်နှုတ်ဆက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်နှုတ်ဆက်စာလေးပါဟိုင်းတယ်ကျွန်တော်ဒီမှာလူနာမည်တယောက်ဖြန်ခဲ့တယ်မဟုတ်ကောင်းလည်းမစားဘူးကွာအမကျနှစ်ယောက်ဆွဲရရတယ်နှစ်ယောက်ကျွန်တော်တော့တယောက်တည်းပဲစားရတော့မယ်ကျွန်တော်ဒီကရင်မှာလိုက်မယ်ကျွန်တော်ကြိုက်တော့ကြောက်သွားဟာစားရဟေးအတန်းရလုံးဝကျဲရတယ်ကျွန်တော်ဖွင့်လာလိုက်မယ်ကျွန်တော်ဖွင့်လာမှမြင်ရတယ်ဒါရဲပြီးကျွန်တော်ကြိုက်တဲ့ဟာစားလိုက်မယ်ဒါရဲအမောစပါစီခေါက်ဆွဲစားမယ်အေးမှာတော့ကျွန်တော်ကိုလာတောက်လိုက်မယ်ပြီးဒီထဲမှာဆိုရင်ချို cookie cream ဘာလဲမသိကျွန်တော်အဲ့စားလိုက်မယ်ပြီးရင်ဒီမုတ်လည်းစားလိုက်မယ်အဲ့ဆိုတော့ရလောက်ပါပြီရတယ်မှားတော့ဟုတ်တယ်တဲ့ရောက်ခိုင်းရောက်လာကျွန်တော်ညီကတကြထားလိုက်မယ်စားမာရီအများကြီးပဲအဲ့ဒါတကယ်ပြင်မှာစားလိုက်တော့ share ပဲဂိမ်းထဲမှာကျတော့ဘိုင်းမပြည့်ဘူးစားရင်ကြအတန်းတွေကိုအချောင်းနေတာပဲဟုတ်အချိုးရင်စားလိုက်မယ်ချိုးကြတော့ပိုကောင်းတယ်စားမယ်ဟုတ်ကမျက်နှာ animation နဲ့လောလှတယ်အကုန်ယူလိုက်မယ်ကြာလို့မြန်လေးပေါ့ဗီဒီယိုမကြာတော့ကြောအများကြီးပဲစားလို့တော့ကုန်မှမလားမသိပြီးအေးလေးပါတောက်လိုက်မယ်အေးကတော့အများကြီးပဲဟေးတော်ပြီရပြီရမ်းများရင်မကောင်းဟာရအကုန်တောက်လိုက်တယ်တော်တရားရေခဲပါဝါမစားလိုက်လို့cheese အဲ့ဒါအချင်းရေလေးပါတိုးလိုက်မယ်တော့ share ပဲ cheese တိုးလိုက်မယ်ဒါလေးပါတိုးလိုက်ကြော်ကြီးပဲစားနေရတယ်ကျွန်မစားကြတော့ကြော်ကြီးပဲစားနေရတော့ဒါကတော့အဆက်နဲ့တူတယ်ဟုတ်တယ်တော့နိုင်အရှိတဲမှာတော့လုံးဝစားနေကြတာပေါ့နော်ဒီရေရှိမှာတော့လုံးဝစွဲနေကြရတယ်အတန်တွေကလုံးဝနားကြီးရပေါ့ကျွန်တော်ဒီခေါ်ပဲတော့ယူလိုက်တယ်မှားပါတယ်စားမယ်ဟုတ်ဆရာကြီးကမစားခင်ကတည်းကဗဇက်ကဟာနေဟုတ်ပြီတော့ကောင်းမှကောင်း share ပဲထိုင်ကောင်အပေါ်မြောက်လို့ရတယ်ဟုတ်တယ်အပေါ်တွေပါမြောက်လို့ရတယ်ထိုင်ကောင်မိုးကမထားလိုက်မရတော့ဟုတ်ပါမကောင်းသေးကြံသေးတယ်အဆက်ကိုဒါဘာလဲတော့မသိဘူးဒါရဲတို့စားလိုက်ပြီးရင်တပါကြီးတော့ကိုကြီးလာမလို့ရတယ်နိုင်စားလိုက်မယ်
ရှင်းနေတိုးလိုက်မယ်တော့လှပါစောက်ချောနောက်မှစားမယ်ဒါအချိုတဲမှာဒါရင်စားမယ်တော့ခေါက်ဆွဲပေါ့နော်ခေါက်ဆွဲအောင်မှကျဲဦးနဲ့ကောင်းတယ်တကယ်ကောင်းတာဘာသာတော့အဲ့တခြားဟိုဘက်ကစားနေတဲ့ဆရာသမားရဲ့နားကြီးမှဆိုကျွန်တော်တခြားနေရာပြောင်းပြီးစားလိုက်မယ်ကျွန်တော်ခေါင်းရှင်းမိခဲ့လိုက်တကယ်ကိုနားကြီးကဘလို့စားကြတယ်မသိဒီမှာကျွန်တော်တယောက်တည်းပဲစားတော့ပြည့်တယ်ပဲအဲ့ဆိုရတယ်ကျွန်တော်စားမယ်ပေါ့နော်ဘောက်တရားဟုတ်တယ်ဟိုကအတန်းစားလုံးကနားထောင်လို့ကောင်းတယ်ပူရတဲ့တူပဲကျွန်တော်တို့မှုတ်ပြီးစားရတယ်မင်းက3ကိုင်းလောက်နဲ့နေပြီးနေပြီအဲကျွန်တော်အချိုတဲမယ်ပေါ့နော်ဒါကတော့ကူကီရောမှတော့စီရီယယ်နဲ့လုပ်ထားတာပေါ့နော်စားလိုက်မယ်များတာ3ခုလောက်စားရအောင်ပါကျွန်တော်အားမရတော့စားရတာဟိုဘေးရဖိုက်တော့အေးနော်မအဲ့ဒီကိုကီနဲ့ဆိုတော့စားလို့ကောင်းတယ်ကဲကောင်းသွားပြီကျွန်တော်ဘိုင်းမွားတွေကိုထပ်မှားလိုက်မယ်ဒီမှာမှားလို့ရသေးတယ်ငါစီမလာပါနဲ့ဟာရောဟုတ်ပြီတော့ရာမန်တော့စားရတိတ်မရှိဘူးဒါလေးရင်မှားတယ်ဒါမှားလိုက်မယ်ပြီးရင်ဒါနှစ်ခုမှားလိုက်မယ်ငါမကြိုက်ကိုကာကိုလာနှစ်ခွက်လောက်မှားပြီး snack နဲ့မှာကြတော့ခွန်းတော့ရဲ့ပြီးကြောဒါစားမယ်ဒါပါစားလိုက်မယ်ဒါလည်းမိလားမပို့ဒီစီကေဟာဒါလေးပါစားလိုက်ဟုတ်ပြီကျတော့ကိုကာကိုလာဒီလောက်အများကြီးတောက်ဘသူကတောက်မှာတော့ဒီလောက်အကြီးကျွန်တော်ကွန်းတော့ရင်စားလိုက်အောင်ကျွန်တော်ကွန်းတော့ချိုက်တော့ဒါကြတော့ဘယ်လိုလုပ်ရတာဒါတင်မယ်တင်လို့လည်းမရဟာဟောနေရာကြော်ထားလို့မရလားအိုးမှာထားလိုက်ကျွန်တော်ခေါက်ဆွဲရင်စားကြမယ်ဟိုဘက်ကစားနားနီးတယ်အရှိမအေးခံနေအေးရင်တောက်လိုက်ပဲရတာနေတော့နားနီးတယ်ကွာဟာနားလာပြီစားနေအဲကြောစားလိုက်မယ်ပေါ့နော်ကိုကရင်တောက်မယ်အေးရေခဲတွေမကြိုက်စားတာခံကောင်းဒါတော့ဆမ်မွန်ပဲဖြစ်ပါတယ်တကယ်ကိုစားလို့ကောင်းတာကျွန်တော်လည်းနေထိုင်ဖူးဘလော့ဂါဖြစ်နေပါပြီဒါကြတော့ဖာလည်းမသိအချင်းလားမဟုတ်ဘူးခါလေတဲ့ကြက်တော်ပေါ့ဟုတ်တယ်ဒါကြတော့ဆော့ကွန်းတော့ကကြတော့ဒီဘက်မှာချင်းတိုးလိုက်တော့share ကောင်းတာပါအပြင်မှာသာစားလိုက်တော့လုံးဝ share ပဲကျွန်တော်လူကထမင်း9ရက်လောက်မစားတဲ့ပုံနဲ့တူတယ်။ဘာပဲစားနေမပြီးတော့ဘိုင်လမ်းမပြည့်သေးဘူးဟုတ်ပြီးရင်ကွန်းတော့ယူလိုက်မယ်ကွန်းတော့အေးရဒါရှိနေမှာအကုန်ယူကျွန်တော်တို့ကလုံးဝစားလို့မဝသေးဘူးစားမဝဘယ်လောက်စားမဝအောင်
ကျွန်တော်ကွန်းတော့စားပြမယ်ဟာပါဇက်မှာပြေးကောင်းပြီအာမကျွန်တော်ဘေးနာဘယ်သူကြီးလဲမသိဘူးအကောင်ကြီးကြီးနဲ့ကိုကာကိုလာဟုတ်ပြီကိုလာတောက်လိုက်တော့ share ပဲကျွန်တော်စားလို့ရပြီဆိုတော့သူများစားတာတွေကိုလိုက်ပြီးတော့ခုံးမှလည်းဖြစ်ပါတယ်အဲ့တော့သူများဒါမစားရသေးတာအစ်စ်ဆိုတော့ကျွန်တော်စားလိုက်မယ်ဒါကြောင့်ဟိုကောင်နေပြန်လာမှငါးမုတ်တွေဘယ်ရောက်သွားလဲပြောအောင်ပဲမသိတော့ပါဟုတ်တယ်မသိလားပေါ့ဟိုကောင်နဲ့ပြန်အောင်ပြီဘယ်ရမလဲကျွန်တော်ခုံးစင်တာမင်္ဂလာပါစားလို့ကောင်းလားဒီလေးကောင်းလားဒီမုတ်စားလိုက်မယ်နော်ညီလေးဝေးစားလိုက်မယ်နော်ယူလို့လည်းမရညီလေးရမုတ်ကယူလို့လည်းမရလို့ညီလေးကကစီနဲ့နော်စိတ်ဓာတ်ပဲရမှတ်ထားတယ်မင်္ဂလာပါအမကြီးဘာကြီးစားနေခေါက်ဆွဲစားနည်းနည်းခုံးမယ်နော်ဘာလဲခုံးလို့လည်းမရဘူးကျွန်တော် order လေးချက်ယူလိုက်မယ်အဲ့တော့စားတာတော့စားတယ်ဘာကြီးစားမှန်းလည်းမသိဘူးကြောက်မိုင်းစားနော်ဒီမှာကျွန်တော်ဝက်ကျွေးတာအမကြီးမိုင်းရှင်းတာရှိတော့စားတော့ဝက်ကျွေးမယ်အလုပ်ကြောင့်ထားလို့မရအောင်မထားလိုက်မယ်မင်္ဂလာပါတော့အမကြီးတော့အမရောကျွန်တော်ဝက်ကျွေးရရောမင်းတော့ပတ်စံတော့ကိုယ့်ကိုရှင်းလိုက်နော်ကျွန်တော်ဝက်ကျွေးတာဝယ်ပေးရကျွန်တော်ဝယ်ပြီးတော့ကျွေးတာပေါ့နော်ဒါတော့အမိုင်းပတ်စံတော့မိုင်းတို့ဘက်ကရှင်းလိုက်ပေါ့ရောကိုကြီးစားကိုကြီးအားမနာနဲ့စားအေးဟုတ်တယ်ကိုကြီးစားကိုကြီးစားအားမနာနဲ့စားတော်ပြီခွဲမတာမင်းလာခဲ့ငါလူရင်ကြီးတရားမင်းငါဘာအောင်မိတ်လို့လဲပြမနာမျိုးစောက်ရမ်းတန်တယ်စားဟိုကြီးကထမင်း3ရက်4ရက်လောက်မစားရတဲ့ပုံပဲငါဒီမှာဟုတ်လိုက်လားဒီခိုးတော့ကြည့်မမီဘူးပြလက်ကစနိုဝီချစ်တယ်ဒါတော့ကျွန်တော်သူများစားခြင်းတွေကိုစားရတယ်ဖြစ်ပါတယ်ထားစားဘိုင်အဲ့ကျွန်တော်ဟိုတယ်လားမသိဘူး ဟုတ်လိုက်လားမလည်းစားလို့ရတာပဲကျွန်တော်နောက်တစ်ခါကျမှအိတ်ခန်းထဲမှာပဲစားတော့မယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုရတဲ့တော့ပဲကြည့်ရှုနေပရိသတ်များလေးကျေးဇူးများတင်ပါတယ်ကျွန်တော် like and subscribe လုပ်ပေးကြပါဦးအားလုံးပဲ bye bye